မိတ်ဆွေ9သားသမီးအားလုံးမင်္ဂလာပါကျွန်တော်မိတ်ဆွေ9သားသမီးတွေအတွက်နေ့စဉ်နေတဲ့ဗာမိနစ်ခါကြီးလမ်းညွှန်ပြတဲ့တဲ့ကရေဒီယာမိကောင်းလေးတွေအမြဲတမ်းမျှဝေပေးတယ်။ဘာဖြစ်လို့မျှဝေပေးနေလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဘီလင်ဟောကန်လာဖို့တချို့ဝေးတယ်။ရန်ကုန်လူတွေကိုယ်တိုင်ကလည်းကျွန်တော်ဘီလင်ဟောကန်လာဖို့လို့အလုပ်တွေမှာအလက်ကြအောင်။ဒါကြောင့်မိတ်ဆွေ9သားသမီးတွေနော်လွယ်ကူထိရောက်စေတဲ့ရေဒီယာနည်းတွေအမြဲတမ်းမျှဝေပေးပါတယ်အခုတစ်ခါမှလည်းကျွန်တော်မိတ်ဆွေတွေပေါ့နော်မိမိတို့လုပ်နေတဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်လာအောင်တူပွားလာအောင်တူတက်လာအောင်ဟာချယ်ရီပေါက်ဖို့ထီရီပေါက်ဖို့နော်မိမိရဲ့ဆိုင်လေးရောင်းပန်းဝယ်ပန်းတွေပွင့်လန်းလာဖို့တူတက်လာဖို့တူတက်စီဖို့အတွက်ရေရီယာနီးတွေအမြောက်များရှိတဲ့ထဲကအခုပြုတ်လို့ရမယ်ရေရီယာနီးကအမတန်လွယ်ဘူးလေကျွန်တော်ပြုတ်လို့ခိုင်းတဲ့ရေရီယာတွေကဖျားရေရီယာဖျားကိုလှူလိုက်တာကြောင့်မိတ်ဆွေတို့ကခိုက်တာတို့ညံ့တာတို့လုံးဝမရှိနိုင်နော်ဘာဖြစ်လို့လဲဆိုတော့ဖျားကိုလှူလိုက်ပြီဆိုရင်ကိုကကိုတူကိုရပြီဒါရေတရားတဘောအဖြစ်နဲ့လှူပြီဆိုရင်ကိုလိုချင်တဲ့စန္ဒာလေးတွေလည်းပြည့်မယ်ကိုကအင်္ဂိစ္စလေးတွေစင်ပြီးခြင်းလားစီးပွားရေးကိစ္စလားအခြေကိစ္စလားငွေကြေးကိစ္စလားအလုပ်ကိစ္စလားအင်တာဗျူးကိစ္စလားနိုင်ငံခြားကိစ္စလားယာရုဌာနကိစ္စလားမိမိရဲ့စုတောင်းခြင်းကအရေးကြီးသွားတာပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေ9သားမိတယ်အဲ့ဒီရေတရားလေးကိုပြောပြရင်လူသားရရေတရားလေးလို့တော့ပြောအောင်အဲ့တော့ဆရာကရန်ကုန်မြောက်ကလာပါမြို့နယ်6ခွေကားမှတ်တယ်နေနေနေရလူတွေရောမြင်လွယ်အောင်ပြောမယ်ဆိုဆရာအောင်မင်္ဂလာကားကြီးဝင်တယ်နေဆရာဘီဒီဟောင်းကမနေ့9နိုင်နေကင်းတနိုင်ပိတ်ရမရှိနေတယ်ဟောင်းကဖွင့်ဆရာဖုန်းနံပါတ်လေးက9 6 4 ဆရာဖုန်းနံပါတ်လေးကိုကျိုးပြီးတော့တည့်ရဖုန်းဆက်ပြီးတော့ကျွန်တော်ဘီဒီဟောင်းကလာပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေစီးပွားတက်ဖို့ကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့အောင်ပွဲတွေဆက်ဖို့နော်မိတ်ဆွေတို့ကျွန်တော်တို့ဘဝတွေကနေ့စဉ်နဲ့များကုန်ကြတဲ့ငွေကြီးတွေရှိတော့နေ့စဉ်လက်မိုးဆွေကိုလက်မိုးဝေဖို့တော့လိုတယ်ဗျကျွန်တော်မိတ်ဆွေတွေနော်အဲ့တော့ကိုလုပ်နေတဲ့လုပ်ငန်းလေးအကျိုးပေးအောင်ပေါ့ဗျာကိုကဘာလေးလုပ်ထားလဲဗျာသူ့အတိုင်းထွာနဲ့သူရှင်ဘောကျန်းဆရာတော်ဖေးကြီးကတော့ပြောပြီးတာမိတ်ဆွေလိုတလောက်မရပါမဲ့လုံတလောက်တော့ရမှာမိမိကျွန်တော်ပြုတ်လုတ်ခိုင်းတဲ့ရေတရားလေးကကိုကတသိန်းဘိုးလောက်ပဲလုတ်တယ်ဆိုတသိန်းဘိုးရမှာပေါ့ကိုကသိန်းတရားကြီးတော့မမျောပါဘူးလေဘာဖြစ်လို့လဲကိုလုတ်လိုက်တဲ့ဥစ္စာလေးတွေကရောင်ပြန်ဟတ်နေတာပဲရောင်ပြန်ဟတ်နေပါပဲเนาะအဲ့တော့ပြုလို့ကဘိုးကတာနာအလံဒီလိုတာနာအလံမိတ်ဆွေမြင်ဘူးပြီးတာထူးထူးခြားခြားမဟုတ်ဘူးတာနာအလံ17ခုနှင်းစီပန်း17ပွင့်ဖျောင်းနိုင်17တိုင်အမွှေးတိုင်17တိုင်တောက်တော်ရည်ချမ်း17ခွက်နဲ့မိမိရဲ့မွေးနံတော့မှာသွားပြီးတော့လှူဒန်းပူဇော်မယ်ဆိုရင်မိတ်ဆွေမှာပိတ်ဆို့နေတဲ့ကံတွေပွင့်ထွက်သွားမယ်စီးပွားရေးကြာဆင်းနေတဲ့လူစီးပွားရေးတွေပြက်လဲဥမော်လာမယ်အကျွေးတင်နေတဲ့လူအကျွေးတွေကြည်သွားမယ်အကျွေးမရဘူးဆိုတဲ့မိတ်ဆွေဒီရေတွေကပြုတ်လုလိုက်တာနဲ့မိတ်ဆွေအကျွေးတွေရမယ်စီးပွားရေးတက်လာမယ်ဝင်ဝင်တွေကောင်းလာမယ်မိသားစုရေးရတွေကျမ်းပါမယ်ချဲတွေပေါက်မယ်ထီတွေပေါက်မယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးတွေ့တယ်နဲ့အပေါင်းလေးနဲ့အတဲပေးကြီးပွားချမ်းသာပါသည်မှတ်ပြီးတော့ရေတွေကပြုတ်လုတဲ့ဒူတိုင်းအားလုံးကြီးပွားချမ်းသာအောင်မြင်တိုးတက်မှာမိတ်ဆွေ9သားမိများအားလုံးဆရာကလည်းမေတ္တာပို့ပြီးတော့ဆုတောင်းမယ်အားလုံးကြီးပွားချမ်းသာအောင်မြင်ပါစေ